Hello everyone, Not London Forever program နဲ့ကြိုဆိုပါရစေ။ဒီတစ်ပတ်ကျွန်တော်တို့ရှင်ပြိုင်ကစားမယ် Carling Cup Final ဖြစ်တဲ့ Manchester City နဲ့ကျွန်တော်တို့ရဲ့ Arsenal အသင်းရင်ဆိုင်မဲ့တွေ့မဲ့အစီအစဉ်လေးတွေကိုကျွန်တော်ပွဲကြိုခန့်မှန်းချက်အနေနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်။ကမ်းမဲ့ရက်ကတော့ကျွန်တော်တို့ဒီတစ်ပတ် Sunday ဖြစ်တဲ့22ရက်3လ2026 17နာရီည17နာရီမှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ Wembley ကွင်းမှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်းပဲ Wembley ကွင်းဆိုတာတော့ကျွန်တော်တို့ Arsenal တွေရဲ့အောင်မြေပဲဖြစ်ပါတယ်နော်။အဲ့တော့ပထမဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိတဲ့အနေအထားမှာပထမဆုံးဖလားကိုရဖို့အတွက်ရှင်ပြိုင်ကစားမှာပဲဖြစ်ပါတယ်။အားလုံးကတော့သိတဲ့အတိုင်းပဲအခုအချိန်မှာ Arsenal fan တွေအကုန်လုံးကတော့အလွင့်မဲ့စိတ်ဓာတ်တွေတက်ကြွနေတဲ့အချိန်ပဲဖြစ်ပါတယ်အဲ့မှာလည်းတစ်ဖက်မှာရှင်ပြိုင်ကစားမယ် Man City ဆိုတာလည်းလောလောလတ်လတ်အခြေအနေမှာ peak form မှာရှိမနေဘူးပေါ့နော်အဲ့အတွက် Arsenal အတွက်ကိုတော့ chance ပုံများတယ်ဆိုပြီးတော့ခံမှန်းရပါတယ်ဒါပေမဲ့နောက်ဆုံးကစားသွားတဲ့ Man City က Real Madrid နဲ့တွေ့တဲ့ပွဲမှာတော့ဒီ Carling Cup Final ကိုသူတို့အဓိကထားပြီးတော့ fight မယ်ဆိုတာကိုသိတာပါတယ်ကျွန်တော်တို့ပထမပိုင်းပဲရှိသေးတယ် Real Madrid ကိုပြန်ပြီးတော့ revenge လုပ်လို့ရတယ် comeback တွေပြန်လာလို့ရတယ်ဒါပေမဲ့သူတို့ကအရေးကြီးတဲ့ကစားသမား first line-up တွေ Haaland တို့ဘာတို့ထုတ်ပြီးတော့လူစားလဲသွားတယ်ဒီပွဲအတွက်ကိုခြံထားခဲ့တယ်အဲ့ပွဲမှာလည်း Man City ရှုံးနေပြီးတော့ Champions League ကနေပြီးတော့ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်ကျွန်တော်တို့ Arsenal ကတော့အဲ့ဒီ condition ရဲ့ပြောင်းပြန်ပေါ့နော်တစ်ဖက်မှာ Leverkusen ကိုအိမ်ကွင်းမှာရှင်းပြန်ကစားသွားတယ်တောက်လျှောက်ဖိကစားပါLeverkusenကိုသမားတအားကောင်းတယ်အဲ့ဒီအနေထားမှာ Eberechi Eze ကနေပြီးတော့ amazing goal သွင်းသွားအိုးဆိုပြီးတော့အဲ့ first goal ပြီးတော့ second goal ပါလာတယ်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ Champion League မှာquarter final တက်သွားပြီပဲဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဖလားလေးလုံးလမ်းကြောင်းပေါ်မှာဆိုရင် Champion League မှာတော့ quarter final ရောက်နေပြီMan City နဲ့ကန်ပြီးနောက်ရှစ်တစ်ပတ်မှာဆိုလို့ရှိရင်တော့ Southampton နဲ့ရှင်ပြိုင်ကစားမှာPremier League မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒုတိယနေရာမှာရှိတဲ့ Man City ကိုတပွဲပို့ကန်ထားတယ်အဲ့တပွဲပို့ကန်ပြီးတော့6မှတ်ဖြတ်ထားတယ်Man City အိမ်ကွင်းမှာတော့ကန်အောင်ရှိတယ်Man City အိမ်ကွင်းမှာရှုံးသွားခဲ့သည်ရှိတော့ကျွန်တော်တို့က3မှတ်ထပ်လျော့ပြီးပဲထားအောင်6မှတ်အကွာရှိသေးတယ်အဓိကကတော့အဓိကကစားသမားတွေတိုင်းရမရဖို့ပဲကျွန်တော်တို့ဆူတောင်းပါတယ်ဟုတ်ပြီကျွန်တော်တို့က semi final မှာကျတော့ဘယ်လိုမျိုးရှင်ပြန်ကစားခဲ့ရတာဆိုလို့ရှိရင်ဒီ final ကိုတက်လာဖို့အတွက်Chelsea ကွင်းမှာ2-3ကျွန်တော်တို့ Arsenal ကွင်းမှာကျတော့1-0ပေါ့နော်နှစ်ပွဲလုံးပြတ်သားအနိုင်ယူပြီးတော့တက်ရောက်လာခဲ့အဲ့လိုမျိုးပဲ Man City ဟာဆိုလို့ရှိရင်လည်း Newcastle ကွင်းမှာ0-2ပြီးတော့သူတို့အိမ်ကွင်းမှာ3-1နဲ့ပြတ်သားအနိုင်ရရှိပြီးတော့တက်ရောက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ final ပွဲမှာဆိုရင်တော့ Arsenal ဘက်ကနေပြီးတော့ဒိုင်ယာယာဆင်းမှာတော့ကျွန်တော်တို့ Timber ရှိမယ် Odegaard ရှိမယ်ပေါ့နော်နောက် Marino ရှိမယ်Timber ကတော့ကျွန်တော်ထင်တာတော့ပါလာနိုင်တယ်အာတီတာကတခါတလေကြားလို့ရှိရင်အခုနောက်ပိုင်းပွဲတွေမှာအမြဲတမ်းသူကline up ကို amazing လုပ်တယ်ပေါ့နော်တကယ်လို့ဥမာ Martinelli ဝင်ကစားလို့ရတယ်ဒါပေမဲ့သူ့ကိုဒိုင်ယာကမကောင်းနိုင်သေးဘူးအခြေအနေမကောင်းနိုင်သေးဘူးဆိုအဲ့ဒီ line up သို့မဟုတ်အရန်မှာပါလာတာကိုကျွန်တော်တွေ့ရတယ်အခုလေ Timber ကတော့ပြောလို့မရအောင်ဒါပေမဲ့ Timber မပါလာဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ line up ကအဲ့ဒီညာနောက်ခံလူနေရာမှာ Mosquera သို့မဟုတ် Ben White ကစားမယ်ကျွန်တော်ကတော့ Mosquera ကိုပိုကြိုက်တယ်အပေါ်တိုက်စစ်မှာလည်းလိုက်ပြီးတော့ကစားနိုင်တယ်ခံစစ်မှာလည်းသူပြန်ဆင်းပြီးတော့ဖြတ်တာတွေတော့ပြတ်သားတယ်ဒါပေမဲ့ကျွန်တော်တို့လူဟောင်း Ben White ကိုတော့မေ့လို့မရအောင်ကျွန်တော်တို့ Arsenal ရုံးကန်နေရတဲ့အချိန်မှာပါဝင်ခဲ့တဲ့ကစားသမားအခုလက်ချိုးကြီးလို့ရတယ်အနည်းငယ်ပဲရှိတော့ဘူကာယိုဆာကာတို့မာတင်နယ်လီတို့ကျွန်တော်တို့Ben White တို့ဆိုတာကျွန်တော်တို့လွန်ခဲ့တဲ့3-4နှစ်မှာစပြီးတော့ Arsenal အသင်းအာတီတာတိဆောက်တဲ့အချိန်မှာကလေးကပါဝင်ရုံးကန်ပေးခဲ့တဲ့သူတွေဖြစ်တယ်ဟုတ်ပြီMan City ဘက်ကဒိုင်ယာဆင်းမှာဆိုရင်တော့တယောက်ပဲရှိတယ်ကွာပြီးတော့6ယောက်ကျိုးပါโอเคကျွန်တော်တို့ Manchester City နဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲပေါ့နော် Manchester City နဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲအထိကို Arsenal အသင်းကမရှုံးတာသေးဘူးအဲ့အရှိမှာတော့အသင်းရဲ့စိုးတဲ့အခြေအနေပေါ့နော် Manchester City ကလည်း De Bruyne တို့
ကျွန်တော်တို့ဟာလန်တို့တအားကောင်းနေတဲ့ခင်မှာတော့အိမ်ကွင်းလဲရှုံးတယ်အဝေးကွင်းလဲရှုံးခဲ့တယ်ပေါ့နော်အဲ့ဒီကနေအာဒီတာလက်ခံပြီးတော့ယူလာပြီးတော့အသင်းကိုဖြည်းဖြည်းချင်းတိဆောက်သွားပြီးတော့အထိုင်ကျသွားတဲ့အခြေအနေ2022 23လောက်ကနေပြီးတော့23 24ရာသီကနေစပြီးတော့အာဆင်နယ်မန်စီးတီးကိုမရှုံးသေးဘူးဘယ်ဖလားပွဲမှာပဲတွေ့လည်းမရှုံးသေးဘူးတော့23 24ရာသီမှာအာဆင်နယ်ကွင်းမှာ1-0စီးတီးကွင်းမှာကြတော့ကျွန်တော်တို့ပရီးမီးယားလိဂ်မှာပဲဇီးဇီးတရေကြခဲ့တယ်အာဆင်နယ်ကွင်းမှာတော့မာတင်နယ်လီကနောက်ဆုံးမှအနိုင်ကိုသွင်းခဲ့တယ်အဲ့နောက်ရာသီ2024 2025ရာသီမှာကြတော့စီးတီးကွင်းမှာတူတရေကြသွားတယ်ပေါ့နော်အဲ့ဒီချိန်မှာလေအာဆင်နယ်ကစီးတီးကွင်းမှာဆိုပေမဲ့လေကျွန်တော်တို့အိမ်ကွင်းလိုမျိုးပဲဥဆောင်ကစားသွားတာ trust ကိုဒိုင်လူကြီးဝီစီမှုတ်ပြီးသွားတဲ့အချိန်မှာကန်လိုက်တဲ့အတွက်ကိုsecond yellow ပြပြီးတော့အနီးကပ်နဲ့ထုတ်ပြလိုက်တယ်ပေါ့နော်10ယောက်17ယောက်နဲ့ကို2-1နဲ့ဥဆောင်ကစားသွားတယ်နောက်ဆုံးမိနစ်မှာဂျွန်စတုန်းကနေပြီးတော့ equalizer ဂိုးသွင်းလိုက်တယ် second equalizer ဂိုးသွင်းပြီးတော့အဲ့မှာဟာလန်ကပွဲပြီးတဲ့အချိန်မှာအာဒီတာကို be humble ဆိုပြီးတော့မင်းစိတ်ငြိမ်ထားပေါ့နော်အချိန်တန်ရင်တော့ငါတို့ပဲရမှာပဲဆိုပြီးတော့ပြောသွားတယ်အဲ့ဒါကိုအာဆင်နယ်အသင်းသားတွေအကုန်လုံးမှတ်ထားပြီးတော့အိမ်ကွင်းမှာ5-1နဲ့ပြန်တိတ်သွားတယ်အဲ့ဒီအချိန်မှာနောက်ခံစကယ်လီကဂိုးသွင်းမိသွားတဲ့အချိန်မှာဟာလန်ရဲ့အောင်ပွဲခံတဲ့ပုံစံနဲ့အောင်ပွဲခံ revenge အဲ့ဒါ2024 2025ရာသီပေါ့နော်အဲ့ဒီရာသီနောက်မှာကျွန်တော်ဒီနှစ်ရာသီမှာတော့အာဆင်နယ်အိမ်ကွင်းမှာစီးတီးနဲ့တွေ့တယ်စီးတီးကဟာလန်ထုံးစံတိုင်းဥဆောင်ကိုသွင်းသွားတယ်အဲ့မှာပြီးကနေမှမာတင်နယ်လီဝင်လာပြီးတော့ခြေပါကိုသွင်းသွားတယ်ဒါဆိုလို့ရှိရင်နောက်ဆုံးတွေ့ဆုံမှု၅ပွဲမှာအာဆင်နယ်နဲ့မန်စီးတီးရဲ့ရက်တည်မှုမန်စီးတီးရဲ့နောက်ဆုံး၄ပွဲကန်သွားတဲ့အခြေအနေမန်စီးတီးနောက်ဆုံး၄ပွဲမှာတော့ရီယယ်မက်ဒရစ်ကိုအိမ်ကွင်းမှာ1-0နဲ့ရှုံးတယ်ဝက်ဆမ်ကို1-1တည်ရီယယ်မက်ဒရစ်ကိုပဲအဝေးကွင်းမှာ3-0နဲ့ရှုံးတယ်FA ကပ်မှာနယူကာဆယ်ကိုတော့နယူကာဆယ်ကွင်းမှာ1-3နဲ့နိုင်တယ်ပေါ့နော်အဲ့တော့နှစ်ပွဲရှုံးတစ်ပွဲနိုင်တစ်ပွဲတည်အာဆင်နယ်ကကြတော့နောက်ဆုံးကန်ခဲ့တဲ့၄ပွဲမှာလီဗာပူးဆင်ကိုအိမ်ကွင်းမှာ2-0နဲ့နိုင်တယ်အဲဗာတန်ကိုလည်းအိမ်ကွင်းမှာ2-0နဲ့နိုင်ထားတယ်လီဗာပူးဆင်ကွင်းမှာခက်ကစားပြီးတော့ပယ်နတီရတဲ့ဂိုးနဲ့တရေကြပြီးတော့ကျွန်တော်တို့1-1တရေကြတယ်အဲ့ဒီရဲ့အရှိမမန်စဖီဆိုရဲအသင်းကိုပေါ့နော် FA ကပ်မှာသူတို့ရဲ့ကွင်းမှာ1-2နဲ့အနိုင်ရရှိခဲ့တာဖြစ်တယ်အာဆင်နယ်ကနောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာ3ပွဲနိုင်တစ်ပွဲတည်ရည်နဲ့အဲ့ဒီဘက်ကကြည့်လို့ရှိရင်လည်းအာဆင်နယ်ကအပေါ်စီးရရှိနေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့မေးလို့မရတာပက်ဂွာဒီယိုလာတော့မေးလို့မရဘူးသူတိဆောက်ထားတယ်သူက final တွေအများကြီးမှာ experience coach ဖြစ်တယ်ဘယ်အသင်းကိုဘယ်လိုချင်းကပ်ကမယ်ဘယ်လိုမျိုးကစားရမယ်ဆိုတာသူ့ကစားသမားတွေကိုလည်းကောင်း control လုပ်နိုင်တယ်အဓိကပြောရလို့ရှိရင် Man City မှာတစ်ချိန်လုံးကအာတီတာကနေပြီးတော့လက်ထောက်နီးပြလုပ်ခဲ့တဲ့အတွက်ဒါကအားလုံးစိတ်ဝင်စားနေတယ်လို့ပဲဆရာတပည့်ပြန်တွေးတဲ့ပွဲလည်းဖြစ်တယ်အဲ့တော့ဒီချိန်မှာဆရာကပဲနိုင်သွားမလားဒါမှမဟုတ်တပည့်ကပဲဒီအချိန်မှာအာဆင်နယ်ခစ်ကိုပြောင်းသွားပြီဆိုတာကိုလုပ်ပြသွားမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဖလားလေးလုံးလမ်းကြောင်းပေါ်မှာလည်းပထမဦးဆုံးမျှော်လင့်ချက်အလင်းအောင်ဖြစ်တဲ့အတွက်ဒီပွဲနိုင်သွားပြီဆိုလို့ရှိရင်စိတ်တက်ကအမြင့်ဆုံး peak form ကိုရောက်သွားပြီအာဆင်နယ်ဆိုတာကိုလိုက်လို့မမီတဲ့အနေအထားကိုဖြစ်သွားပြီဒါပေမဲ့ဒီပွဲရှုံးသွားလို့ရှိရင်တော့တခြားကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမပြောတတ်ဘူးပေါ့နော်နောက်ဆုံးပိတ်ပြောချင်တာဂိုးခံမှန်းချက်ပေါ့နော်ဂိုးခံမှန်းချက်ဆိုတော့ဂိုးတွေတော့သွင်းမယ်ဒါပေမဲ့တယောက်အမားတယောက်စောင့်ပြီးတော့ကစားမှာဖြစ်တယ်တကယ်လို့တစ်ဖက်ကဂိုးစသွင်းလိုက်ပြီဆိုလို့ရှိရင်လည်းအဲ့မှာတော့ဖွင့်ကစားပြီးကြည်ကောင်းပြီပေါ့နော်ကျွန်တော်ထင်တာတော့ goal score ကတော့နောက်တန်းတွေလည်းကောင်းကြတယ်ဂိုးသမားလည်းကောင်းတယ်ရှေ့တန်းလည်းကောင်းတယ်အဲ့မှာ counter attack ကအာဆင်နယ်လောလောဆယ်နည်းနည်းတာတယ်squad depth တူတူပဲဆိုတော့အရင်ကြီးပဲမကွာပဲနဲ့ပေါ့နော်ကိုကတော့သိတယ်မလားဂန်နာဆိုတော့ဂန်နာပဲနိုင်မှာ2-1ရှုံထားလိုက်တော့အဲ့ Sunday ညမှာတို့တွေစဖွင့်ပြီ fighting